ဒီနေ့ပြောပြမယ့်ဇလံကတော့လူသက်မှုတစ်ခုအကြောင်းပဲဖြစ်ပါတယ်ဇလံအဆုံးပိုင်းကိုမရောက်မရှင်းမှာတော့ပုံမှန်ဇလံနေလို့ပဲခံစားရမှာဖြစ်ပါတယ်ဒါမဲ့အခုတည်းကကျွန်တော်ကြိုပြောထားပါမယ်ဒီအမှုရဲ့နောက်ွယ်ကကျုပ်ကင်တော့ဘာတူလဲဆိုတာခင်ဗျားတို့လုံးဝရေးမိမှာမဟုတ်ပါဘူးမင်္ဂလာပါ Firefly မြန်မာ channel ကနေပြီးတော့ပြန်လဲကြိုဆိုလိုက်ပါတယ်ဒီနေ့ဇလံလေးမစခင်မှာမိတ်ဆွေတို့ကထူးဆန်းတဲ့အကြောင်းအရာတွေဖြစ်မှမှုခင်အကြောင်းတွေကိုကြိုက်နေတတ်တယ်ဆိုလို့ရှိရင်ကျွန်တော် channel လေးမှာပုံမှန်တင်ဆက်ပေးနေတာမလို့ channel လေးကို subscribe လုပ်ထားပေးပြီးတော့ video အသစ်တွေတင်နိုင်သိအောင် notification လေးကိုဖွင့်ထားပေးဖို့တောင်းဆိုပါရစေခင်ဗျာမြန်မာနိုင်ငံကကြည့်ရှုအားပေးနေတဲ့မိတ်ဆွေများအနေနဲ့အစဉ်ပြေ VPN လေးဖွင့်ပေးဖို့တောင်းဆိုပါရစေခင်ဗျာကဲဒီနေ့ဇလံလေးကိုစလိုက်အောင်ဗျ2008ခုနှစ်အောက်တိုဘာလ23ရက်နေ့ညနေပိုင်းအချိန်မှာထိုင်ဝမ်နိုင်ငံနယူးထိုင်ပေရဲ့အဝေးပြေးလမ်းမကြီး61ဘေးကမှောင်မဲပြီးတော့လူသူကင်းမဲ့တဲ့နေရာမှာအသက်43နှစ်အရွယ်ဟွာစီဆိုတဲ့အမျိုးသမီးတယောက်ဟာရက်ထားတဲ့သူမရဲ့စီရင်ကားထဲမှာထိုင်နေပါတယ်။ဟွာသူ့ရဲ့ဘေးကကားမှန်အောင်အောက်ကိုချလိုက်ပြီးတော့ကားကိုလည်းဆက်တက်လိုက်ပါတယ်။စက္ကန့်အနည်းငယ်လောက်အထိသူမကကားထဲမှာပဲငြိမ်ငြိမ်လေးထိုင်နေမျက်နှာပေါ်တဖြူဖြူတိုက်ခတ်လာတဲ့လေအေးလေးတွေကိုခံစားနေပါတယ်။ကလေး3ယောက်ရှိတဲ့သူမအတွက်အခုလိုတယောက်တည်းအေးအေးဆေးဆေးရှိနေမဲ့အရှင်မျိုးဟာရခဲ့တာကြောင့်မလို့သူမဟာဒီတိတ်ဆိတ်မှုလေးကိုခဏလောက်ရတာခံစားနေမိတာပါ။အဲဒီနောက်မှာတော့သူမကားအလယ်ကကွန်ဆိုးပေါ်မှာတင်ထားတဲ့စာရွက်တစ်ရွက်ကိုလှမ်းယူလိုက်ပြီးတော့စာရွက်ကိုတစစီဖြစ်အောင်ဆုပ်ဖြဲပြီးဖွင့်ထားတဲ့မှန်တကားနဲ့ပြင်လွှင့်ပစ်လိုက်ပါတယ်။ဒါပေမဲ့အဲ့လိုလှုပ်လိုက်တဲ့အချိန်မှာပဲသူမသတိမထားမိလိုက်တာအပြင်ကတိုက်လာတဲ့လေတွေကကားထဲကိုပြန်ဝေ့ဝင်လာတာကြောင့်ဆုပ်ဖြဲလာတဲ့စာရွက်အရှို့ဟာကားထဲကိုပြန်ဝင်လာတာကြောင့်မလို့မောင်းသူဘေးကတကားမှပါတဲ့ခွက်လေးတွေကိုဝင်သွားပါတယ်။မနက်အစောပိုင်း3နာရီဝန်းကျင်လောက်မှာတော့ကမ်းခြေဆောင်ရဲတပ်ဖွဲ့ကအရာရှိတယောက်ဟာအဝေးပြေးလမ်းမကြီး61အတိုင်းပုံမှန်ညပိုင်းကင်းလဲဖို့ကားမောင်းလာပါတယ်။သူဟာဂုံးကျော်တရားတစ်ခုအောက်ကိုဖြတ်ပြီးတော့မိတိုင်နေတိတ်မရှိတဲ့မှောင်မဲတဲ့နေရာတစ်ခုမောင်းဝင်လာပါတယ်။အဲဒီလိုခက်မှတ်မှောင်ဖြစ်နေတဲ့နေရာမှာပဲလမ်းဘေးမှာကားတစ်ဝက်လမ်းပေါ်မှာတစ်ဝက်ရက်ထားတဲ့မိခိုးရောင်စီတင်ကားတစ်စီးကိုလှမ်းမြင်လိုက်ပါတယ်။စိတ်ဝင်စားသွားတဲ့ကင်းခြေဆောင်ရဲတပ်ဖွဲ့အရာရှိဟာအဲ့ဒီကားရဲ့နောက်မှာဝင်ရလိုက်ပြီးတော့ဘာဖြစ်တာလဲဆိုတာစစ်ဆေးဖို့အတွက်ကားပေါ်ကနေဆင်းခဲ့ပါတယ်။အဲ့ဒီစီတင်ကမီဒီယောအင်ဂျင်မှာပိတ်ထားတာကြောင့်မလို့အရာရှိဟာဒီကားကိုတယောက်ကများလာပြစ်ထားတာလားလို့တွေးမိသွားပါသေးတယ်။ဒါပေမဲ့ကားနောက်ကိုဖြည်းဖြည်းချင်းတိုးကပ်သွားတဲ့အချိန်မှာတော့မောင်းသူဘေးကမှန်တကားရှာထားတာကိုသူသတိထားမိလိုက်ပါတယ်။အဲ့ဒီဟာတော်တော်လေးကိုမှောင်နေပေမဲ့မောင်းသူထိုင်တဲ့ဘက်ကခုံပေါ်မှာမျိုးသမီးတယောက်ထိုင်နေတဲ့ပုံစံမျိုးအရာရှိကဝါဒတာလှမ်းမြင်လိုက်ပါတယ်။ဒါနဲ့ပဲကမ်းခြေဆောင်ရဲတပ်ဖွဲ့အရာရှိဟာအဲ့ဒီလူကိုနှိုးဖို့အတွက်သူ့ရဲ့လက်နှိပ်ဓမီကိုထုတ်ပြီးတော့ကားထဲကိုဓမီနဲ့ထိုးကြည့်လိုက်တဲ့အချိန်မှာတော့သူကလမ်းဖြန့်ပြီးတော့နောက်ကိုဆက်ရှင်းဆုပ်လိုက်ရပါတယ်။ဘာလို့လဲဆိုတော့အဲ့ဒီအမျိုးသမီးကအိပ်ပျော်နေတာမဟုတ်ဘဲနဲ့သူမရဲ့ခေါင်းတစ်ခုလုံးနဲ့ရင်ဘတ်တစ်ခုလုံးမှာပါသွေးတွေချွဲဆူနေတာပါ။မိနစ်အနည်းငယ်ကြာပြီးတဲ့နောက်မှာတော့ဂေါ်ဟူဝမ်လို့ခေါ်တဲ့ရဲရချီတယောက်ဟာရဲတပ်ဖွဲ့တရှုံနဲ့အရေးပေါ်ဆေးဘဲဆိုင်ရာဖွဲ့နဲ့တူတူခင်းဖြစ်ပွားတဲ့နေရာကိုရောက်ရှိလာပါတယ်။အရေးပေါ်ဖွဲ့ရစစ်ဆေးကြည့်လိုက်တဲ့အခါမှာတော့ကားထဲကအမျိုးသမီးကအသက်မရှိတော့ဘူးဆိုတာကိုအတည်ပြုပေးခဲ့ပါတယ်။သူမရဲ့ဘယ်ဘက်နှရွက်ရဲ့အောက်တက်မှာတင်းငယ်တဲ့အပေါက်ဝိုင်းလေးပုံစံဒဏ်ရာတစ်ခုရှိနေပြီးတော့ရဲတပ်ဖွဲ့ကဒါတနက်ဒဏ်ရာဖြစ်တယ်ဆိုတာကိုချက်ရှင်းပဲသိလိုက်ကြပါတယ်။ရဲရရှိကောကအခင်းဖြစ်တဲ့နေရာမှာသူ့ရဲ့လူတွေကိုချက်ရှင်းဖြန့်ကျက်ပြီးတော့လုံခြုံရေးယူလိုက်တယ်။ပြီးတော့အခင်းဖြစ်တဲ့နေရာကိုတိတ်တိတ်နဲ့ဝိုင်းပတ်ပြီးတော့စုံစမ်းစစ်ဆေးမှုကိုစတင်လိုက်တယ်။အရာရှိကောပထမဆုံးလုပ်တဲ့အရာကတော့အမျိုးသမီးရဲ့ရုပ်လောင်းတီးတီးချာချာကြည့်တာပါပဲအနီးနားကျမ်းမြေပေါ်မှာတနက်ကြည်စံကွမ်တစ်ခုရှိနေတာကိုတွေ့ရတယ်လို့ကားထဲမှာလည်းဂျင်းနီလိုမျိုးတောက်ပတဲ့ကြည်စံအစအနှတချို့တွေ့ရပါတယ်ဒါပေမဲ့တနက်ကိုတော့လုံးဝရှာမတွေ့ခဲ့ပါဘူးအဲ့ဒီချိန်မှာပဲရဲရရှိကောနဲ့သူ့အဖွဲ့ဟာဒါဟာလူသက်မှုတစ်ခုဖြစ်ဖို့ရာဂိုင်နှုန်းတော်တော်များတယ်ဆိုတော့ကောက်ချက်ချထားပါတယ်ဒါပေမဲ့ကားနဲ့ရုပ်လောင်းတီးတီးချာချာအကဲခတ်ပြီးတော့အရှင်နေတစ်ခုလုံးကိုခြုံငုံသုံးသက်ကြည့်လိုက်တဲ့အခါမှာတော့အခင်းဖြစ်ပွားရာနေရာတစ်ခုလုံးမှာပုံမှန်မဟုတ်ဘဲနဲ့တစ်ခုခုလွဲချော်နေတာကိုတွေ့ရပါတယ်ပထမဆုံးရှက်ကတော့ကားဘိန်းတွေရဲ့နောက်မှာဘရိတ်ကိုခက်ကြမ်းကြမ်းအော့ရင်ဖြစ်တတ်တဲ့တာယာလျှော်ထားတဲ့အရာတွေလုံးဝမရှိတာပါဒါကြောင့်မလို့ဒီအမျိုးသမီးကတခြားကားတစ်စီးရဲ့အတင်းအာရမလိုက်ပြီးတော့တိုက်ခိုက်ခံရတာမဟုတ်ဘဲနဲ့သူမကိုယ်တိုင်ကားကိုလမ်းဘေးမှာအေးအေးဆေးဆေးရှာရက်ခဲ့တာဖြစ်ဖို့များပါတယ်
ဒုတိယအချက်ကတော့မောင်းသူဘေးရမှန်တကားကိုအောက်ဆုံးထိချထားတာကိုတွေ့ရပါတယ်ဒါသူမှကားမောင်းနေရမှန်ချပြီးတော့မောင်းလာတာဖြစ်နိုင်သလိုကားရက်ပြီးမှဒါမှမဟုတ်ကားရက်နေတော့မှပဲမှောင်ချထားတာဖြစ်နိုင်ပါတယ်ပြီးတော့တတိယအချက်အနေနဲ့ကတော့သူမှအသက်မခံရခင်အချိန်ထိရုံရင်းဆန်ခတ်ဖြစ်သွားတဲ့ရုံရင်းဆန်ခတ်ဖြစ်ပွားခဲ့တဲ့အထောက်အထားဒါမှမဟုတ်ထိတ်လန့်တကြားဖြစ်တဲ့လက္ခဏာမျိုးလုံးဝမရှိတာဖြစ်ပါတယ်ပြောရရင်တော့သူမှဖုန်းလက်ထက်ကလွတ်ကျသွားတာမျိုးမရှိသလိုလွတ်မကျသွားခဲ့သလိုထိုင်ကုန်ခပတ်ကိုလည်းဖြုတ်ထားခြင်းမရှိပါဘူးဒါကြောင့်မလို့ခြုံငုံပြီးကြည့်မယ်ဆိုလို့ရှိရင်ဒီအမျိုးသမီးကသူ့ရဲ့နောက်ဆုံးအချိန်အခိုက်အတန့်လေးမှာထူးထူးခြားခြားကိုတည်ငြိမ်နေပုံရပါတယ်သူမတရားတော့မယ်ဆိုတော့သူမကိုယ်တိုင်လုံးဝမရိပ်မိတဲ့ပုံစံမျိုးပါဒီချက်ကပဲရဲရရှိခေါ်တခုခုတွေးသွားစေမိပါတယ်ဒါဟာသူမကိုတနက်နဲ့ပြစ်သွားတဲ့သူမဟာကောင်းကောင်းသိပြီးတော့ယုံကြည်ရတဲ့သူတစ်ယောက်ဖြစ်ဖို့ရာခိုင်နှုန်းတော်တော်များနေတယ်ဆိုတာပါပဲဒါကြောင့်မို့ရဲရရှိခေါ်ဟာအမျိုးသမီးကဘသူဘဝဖြစ်တယ်ဆိုတော့အရင်ဆုံးစစ်ဆေးဖို့နဲ့သူမနဲ့နှိစက်သူတွေကိုသိရဖို့လိုအပ်တယ်ဆိုတာကိုနားလည်သွားပါတယ်ဒါနဲ့သူဟာကားရဲ့ license number ပြောင်းမှတ်သားပြီးတော့ကားပိုင်ရှင်ဘသူလဲဆိုတာကို system ထဲမှာရှာဖွေဖို့ပြင်လိုက်ပါတယ်အဲ့ချိန်မှာပဲတခြားရဲအရာရှိတယောက်ဟာသူ့စီကိုအပြေးလွှားရောက်လာပြီးတော့ကားထဲမှာတော်တော်လေးကိုထူးဆန်းတဲ့အရာတခုတွေ့ထားတယ်လို့လာပြောပါတယ်သူတို့တွေ့ထားတဲ့အရာဒီရသွင်းမှုနဲ့ဆက်ဆက်မှုရှိမရှိဆိုတာကိုတော့သူတို့ရေးရမသိရသေးပါဘူးဒါပေမဲ့မောင်းသူဘေးကကာရကအခွက်ထဲမှာတွေ့ရတဲ့စာရွက်စသေးလေး၄ခုကိုသူတို့ရှာတွေ့ခဲ့ပါတယ်အဲ့ဒီစာရွက်တစ်ခုချင်းစီရဲ့ပုံမှာလက်ရည်နဲ့ရေးထားတဲ့ကဏန်းတွေဒါမှမဟုတ်စလုံးအပိုင်းအစတွေလို့ယူဆရတဲ့အရာတွေပါရှိပါတယ်အခုအချိန်လေးမှာတော့ဒီစာရွက်စာလေးတွေကဘာဒိတ်ပဲမှမရှိပါဘူးအတိတ်ပဲတစ်ခုခုပေါ်ထွက်လာအောင်ဆိုလို့ရှိရင်စာရွက်တစ်ရွက်လုံးအပြည့်ရှိနေဖို့လိုအပ်ပါတယ်ဒါရင်မကသေးပါဘူးရဲတွေကဒီစာရွက်၄ခုကိုဘေးချင်းရှင်ပြီးတော့ဒီစကလုံးတွေနဲ့ကဏန်းတွေကနေအတိတ်ပဲတစ်ခုခုရနိုင်မလားဆိုပြီးပုံစံအမျိုးမျိုးနဲ့ဖော်ထုတ်ဖို့စူးစမ်းကြည့်တဲ့အခါမှာလည်းဘာမှလုပ်လို့မရပါဘူးအကုန်လုံးကဘာမှမသိတဲ့စလုံးတက်တွေဖြစ်နေပါတယ်ဒါကြောင့်မလို့ရဲရရှိကောကဒီစာရွက်အစတွေကတမယုတ်ချက်အမိုက်တွေပဲဖြစ်လိမ့်မယ်လို့တွေးမိပါတယ်ဒါမဲ့လည်းကြိုတင်ကာကွယ်တဲ့အနေနဲ့ဘာပဲဖြစ်ဖြစ်တက်တဲ့ကံပစ္စည်းအဖြစ်အဲ့ထဲမှာထည့်ပြီးတင်ဆက်ထားဖို့သူ့ရဲ့လူတွေကိုညွှန်ကြားခဲ့ပါတယ်အဲ့ဒီနောက်နိုင်နေငယ်ကြမှာတော့ရဲရချီကောကသူ့ရဲ့အဖွဲ့ဝင်တယောက်နဲ့အတူနယူးထိုင်ပေမြို့မှာရှိတဲ့အင်ယာအဆောက်အဦတစ်ခုတည်းကိုလမ်းလျှောက်ဝင်လာပါတယ်အဲ့ဒီနေရာကတော့ဒီနေ့မနက်အစောပိုင်းမိခိုးရောင်စီတင်ကားရဲကအမျိုးသမီးရဲ့အလောင်းတွေ့ခဲ့တဲ့နေရာနဲ့ဆိုလို့ရှိရင်မိုင်40ဝေးတဲ့နေရာဖြစ်ပါတယ်သူတို့ကတိုက်ခန်းတစ်ခုစီကိုသွားပြီးတော့တကားကိုခောက်လိုက်တယ်ခဏနေတော့တက်လက်ပိုင်းအရွယ်အမျိုးသားတယောက်ဟာတကားလာဖွင့်ပြီးတော့တကားဝမှာရဲတွေရက်နေတာမြင်တော့တော်တော်လေးအံ့ဩသွားတဲ့ပုံပေါက်ပါတယ်ရဲရကြီးကအဲ့ဒီအမျိုးသားရဲ့နာမည်ကိုရှူပြီးရှမ်းလာလို့မေးလိုက်တဲ့အခါမှာအဲ့ဒီအမျိုးသားဟုတ်ပါတယ်လို့ဖြေရတယ်ရဲရကြီးကနဲ့သူ့ရဲ့တွေ့ဘက်ဟာအသက်ခံရသူဘသူဘဝဖြစ်ကြောင်းစစ်ဆေးပြီးသွားပါပြီသူမကတော့အသက်43နှစ်အရွယ်ဟွာဆိုင်ပဲဖြစ်ပါတယ်ဝါရဲ့အကြောင်းတွေကိုသူတို့စတင်စုံစမ်းကြည့်တဲ့အခါမှာတော့သူမအခုတကားလာဖွင့်ပေးတဲ့အမျိုးသားရှူပြီးရှမ်းရဲ့သူမရဲ့ကလေး3ယောက်ရဲ့နဲ့ဒီတိုက်ခန်းမှာအတူတူနေထိုင်ကြတာကိုသိရှိခဲ့ရပါတယ်တကယ်တော့သူဟာဝါရဲ့ယောက်ျားဟောင်းပါဒီဇနီးမောင်နှံဟာလွန်ခဲ့တဲ့9နှစ်ထဲကတရားဝင်ကွာရှင်းပြတ်ဆဲထားကြတာဖြစ်ပေမဲ့နောက်ဆုံးမှာတော့ကလေးတွေကိုအတူတူစောင့်ရှောက်ဖို့အတွက်တိုင်ထဲမှာပဲအတူတူဆက်ပြီးနေထိုင်ဖို့ဆုံးဖြတ်ခဲ့ကြတာပါဝါရဲ့ဇနီးဟောင်းဖြစ်နေတာအကြောင်းမလို့ရှူဟာဒီအမှုမှာအဓိကတန်တရားရှိသူတယောက်ဖြစ်လာဖို့သိကြပါတယ်ဒါပေမဲ့အခုချိန်နေမှာတော့ရဲရကြီးကောကရှူဟာဟွာတက်ခံရတာနဲ့ပတ်သက်ပြီးတော့ဘယ်လောက်ထိသိထားလဲဆိုတော့ရေးရမသိရသေးပါဘူးဒါကြောင့်မလို့သူကရှူရှင်းကတ်တဲ့အခါမှာအတော်လေးကိုတတိထားရပါတယ်အရာရှိကောကသူ့ကိုသူနဲ့သူ့ရဲ့တွဲဘက်ကိုအရင်ဆုံးမိတ်ဆက်လိုက်ပြီးတော့မကြသေးခင်ကသူ့ရဲ့ဇနီးဟောင်းနဲ့စကားပြောပြသေးလားလို့မေးတယ်ရှူကလည်းကောင်းချင်းပြပြီးတော့မနှိညတဲ့ကသူမနဲ့စကားမပြောပြတော့ဘူးလို့ပြန်ဖြေတယ်ဒါပေမဲ့သူတို့နောက်ဆုံးစကားပြောပြတော့အရှင်နေရတော့တကယ်ကိုထူးထူးဆန်းဆန်းဖြစ်ခဲ့တယ်လို့ပြောပါတယ်သူရဲ့ပြောပြချက်အရာကတော့မင်းည8:45မိနစ်ဝန်းကျင်လောက်မှာဟွာမြို့ရဲ့တစ်ဖက်ရှမ်းမှာရှိတဲ့အပေါင်ဆိုင်ပိုင်ရှင်တယောက်နဲ့တွေ့ဖို့အိမ်ကနေထွက်သွားခဲ့တယ်လို့ပြောပါတယ်သူမအဲ့ဒီအပေါင်ဆိုင်ပိုင်ရှင်စီမှာပတ်စံနေအများကြီးအကျွေးတင်နေတာအကြောင်းမလို့အကျွေးပြန်ဆက်မဲ့အစီအစဉ်ကိုတွားရောက်ဆွေးနွေးတာဖြစ်ပါတယ်
ည9နာရီခွဲဝန်းကျင်လောက်မှာအဲ့ဒီရှိန်ဆုံမှုစီကိုတွားနေတဲ့အချိန်မှာပဲဝါသူ့စီကိုဖုန်းဆက်လာပါတယ်သူမဝေပြေလမ်းမ61စီမှာရောက်နေပြီးတော့သူမနောက်ကိုကားတစ်စီးကလိုက်နေတယ်လို့ပြောပါတယ်ဒါနဲ့ရှူကဒါဟာလမ်းကြောင်းတူလို့မောင်းရတာလည်းဖြစ်နိုင်တာပဲစိုးရင်စရာမရှိပါဘူးလို့သူ့ကိုပြန်ပြောခဲ့တယ်လို့ပြောပါတယ်ဒါနဲ့နောက်ဆုံးမှာဝါလည်းရှူပြောတာကိုလက်ခံလိုက်ပြီးတော့ဖုန်းချသွားပါတယ်ရှူရဲ့ပြပြချက်အရာတော့သူကခဏကြာတော့ဝါစီကိုဖုန်းပြန်ခေါ်ကြည့်ပေမဲ့သူမဖုန်းမကင်ပါဘူးအဲဒီနောက်ပိုင်းမှာလည်းဝါစီကိုနောက်ထပ်10ချိန်တိတိထပ်ပြီးတော့ဖုန်းခေါ်ပါတယ်ဒါပေမဲ့သူမဘက်ကလုံးဝပြန်မဖြေခဲ့ဘူးလို့ရှူကပြောပါတယ်ဒါကြောင့်မလို့သူ့ရဲ့ဇနီးဟောင်းဘာဖြစ်သွားလဲဆိုတော့သူတကယ်မသိရသေးဘူးလို့ပြောပါတယ်ပေါင်တိုင်ပိုင်ရှင်နဲ့တွေ့ဆုံမှုကအဆင်ပြေရဲ့လားသူမအခုဘယ်ရောက်နေလဲဆိုတော့သူလုံးဝမသိပါဘူးဒီဇက်ကားတွေကိုကြားလိုက်ရတော့ရဲရချီကော်ရဲ့စိတ်ထဲမှာပထမအဆုံးဖြစ်လာတဲ့ခံစားချက်ကတော့ဒါလုံးဝအထိပ္ပယ်မရှိဘူးဆိုတာပါပဲတွေးကြည့်လိုက်ပါဟိုကညနေတကောင်အချိန်မှာတယောက်တည်းထွက်သွားတာဖြစ်တဲ့အပြင်အပေါင်းတိုင်းပိုင်ရှင်နဲ့လည်းအကျွေးကိစ္စသွားပြီးတော့ဆွေးနေတာအဲ့ဒီကြားထဲမှာတယောက်ယောက်ကသူ့နောက်ကိုလိုက်နေတယ်ဆိုတော့ရှူကသိခဲ့တယ်အဲ့ဒါပြီးတော့သူမကရုတ်တရက်ဖုန်းတွေလုံးဝမကင်တော့ဘူးဒီလိုအခြေအနေမျိုးမှာသူကရဲရောဘာလို့မတိုင်တာလဲဒါမှမဟုတ်အ ਨੇ ဆုံးသူမနောက်ကိုလိုက်ရှာဖို့ဘာလို့မကြိုးစားခဲ့တာလဲအဲ့ဒါတွေကိုမလုပ်ဘဲနဲ့သူကဘာလုပ်လဲဆိုတော့ဝါစီကိုဖုန်းချိန်ချိန်ခေါ်ကြည့်တယ်ဖုန်းမကင်တော့တာနဲ့ပဲဘာမှမဖြစ်တော့ပါဘူးဆိုပြီးတော့ဒီတိုင်းပဲပစ်ထားလိုက်တယ်သူကလေးတွေရဲ့အမေရင်ခောက်ခောက်ဒီလိုအခြေအနေမျိုးပေါ်မှာသူ့ရဲ့တုံ့ပြန်မှုကတကယ်ကိုထူးထူးဆန်းဆန်းဖြစ်နေတာပါရဲရရှိကောကရှုကိုကဲခတ်ရင်းနဲ့ပဲအခင်းဖြစ်ပွားခဲ့တဲ့အရှင်တွေကိုတီတီငိမ့်ငိမ့်နဲ့စကလုံးတွေကိုတိတိကျကျရွေးပြီးတော့ပြောပြလိုက်ပါတယ်အရင်ဆုံးသူကစိတ်မကောင်းကြောင်းပြောတယ်ပြီးတော့ဒီနေ့မနက်အစောပိုင်းကအဝေးပြေးလက်မဘေးမှာအဝေးပြေးလက်မဘေးကကားစီးထဲမှာသူ့ရဲ့ဇနီးဟောင်းတက်ခံထားရတာတွေ့ရဆိုတော့ပြောပြလိုက်ပါတယ်ဒီစကားကိုကြားလိုက်ရတဲ့အချိန်မှာရှုရဲ့မျက်လုံးတွေကဝိုင်းနှာဖြစ်သွားပြီးတော့တကူလုံးတုံတုံရင်ရင်ဖြစ်သွားပါတယ်ရဲရချီကောရဲ့အမြင်ကတော့ဒါကြားလိုက်ရတဲ့အရာမယုံနိုင်လောက်အောင်တကယ်ကိုထိတ်လန့်တကြားဖြစ်သွားတဲ့တုံ့ပြန်မှုမျိုးပါဒါမဲ့လည်းသူကရှုပေါ်တခြားတော့အကဲမခတ်နိုင်သေးပါဘူးဒါတကယ်စိတ်မကောင်းဖြစ်တာလားဒါမှမဟုတ်တရုပ်ဆောင်နေတာလားဆိုတော့ခွဲခြားဖို့ခက်နေပါသေးတယ်ဘာဖြစ်ဖြစ်ရဲရချီကောအနေနဲ့နောက်ထပ်ဘာဆက်လုပ်ရမလဲဆိုတော့ကောင်းကောင်းသိပါတယ်ဒါကတော့ရှုပြောပြခဲ့တဲ့ဇလန်ရဲ့နောက်ကိုလိုက်ပြီးတော့သူပြောခဲ့တဲ့အထဲမှာဟာကွက်ကိုရှာဖို့ပဲဖြစ်ပါတယ်ဒါနဲ့ပဲရဲရရှိကောနဲ့သူ့ရဲ့တွဲဘက်ဟာရှုပြောသလိုအချိန်မျိုးမှာအိမ်ကနေတကယ်ထွက်သွားခဲ့တာဟုတ်မဟုတ်အတီးပြုတ်နိုင်ဖို့အတွက်တိုက်ခန်းဝင်းရဲ့မန်နေဂျာစီကိုတွားပြီးတော့ CCTV မှတ်တမ်းတွေရှိမလားဆိုပြီးတော့တောင်းတယ်မန်နေဂျာဖြစ်သူကတိုက်ခန်းရဲ့ဓာတ်လေကားတွေက CCTV မှတ်တမ်းတချို့ကိုပေးတယ်အဲ့ဒီဗီဒီယိုမှတ်တမ်းအရရှုပြောသလိုပဲည7:45ဝန်းကျင်မှာအပြင်ထွက်သွားခဲ့တာမှန်ကြောင်းတက်တည်ပြနေပေမဲ့ရဲရရှိကောအံ့ဩမှင်တက်သွားစေမဲ့တခြားအရာတစ်ခုကလည်းအဲ့ဒီဗီဒီယိုထဲမှာထပ်တွေ့လိုက်ရပြန်ပါတယ်ဗီဒီယိုထဲမှာတော့အပေါင်ဆိုင်ပိုင်ရှင်နဲ့တွေ့ဖို့ဆိုပြီးတော့ဓာတ်လေကားစီးပြီးဆင်းလာခဲ့တယ်ဒါပေမဲ့ဘာကြောင့်ရမသိဘဲနဲ့ရှူကလည်းနဲ့အတူဓာတ်လေကားထဲမှာလိုက်လာခဲ့တယ်ဒါပေမဲ့ဒါလည်းမကသေးဘူးဓာတ်လေကားစီးနေတော့မှရှူကကို8စက္ကန့်တိတိဖတ်နှမ်းခဲ့ပြီးတော့ဓာတ်လေကားရဲ့တကားပွင့်သွားတဲ့အထိတင်းတင်းကြပ်ကြပ်ကိုဖတ်ထားတာကိုတွေ့လိုက်ရတာပါဒါတာမန်ကြည့်မယ်ဆိုလို့ရှိရင်တော့ရှစ်သူဇနီးမောင်နှံနဲ့ဦးကြားမှာတမန်ရိုးကျနှွေးထွေးတဲ့အခိုက်အတန့်လေးတစ်ခုလို့ထင်ရပါတယ်ဒါပေမဲ့ဒီအမှုမှာတော့အချက်2ချက်ကြောင့်မလို့တကယ်ကိုထူးဆန်းနေပါတယ်ပထမဆုံးအချက်ကနဲ့ရှူကကွာရှင်းထားကြတာဖြစ်လို့ပါပဲရဲရရှိခေါ်နားလေထားသလောက်ကတော့သူတို့2ယောက်ကရှစ်သူရေးစားလို့ဒါမှမဟုတ်လင်မယားလို့ဆက်ဆံရေးမျိုးလုံးဝမရှိတော့ပါဘူးဒုတိယအချက်အနေနဲ့ကတော့ထိုင်ဝင်ရင်ကြီးမှုအရာအခုလိုလူအများရှိမှပွင့်ပွင့်လင်းလင်းရှစ်ခမှုပြတာမျိုးတော်တော်လေးကိုကန့်သက်တားမြစ်ထားတာပါအထူးသဖြင့်တက်ကြီးပိုင်းအရွယ်တွေဆိုရင်ပို့ပြီးတော့ဆိုးပါတယ်တက်လက်ပိုင်းအရွယ်ဇနီးမောင်နှံတွေကလည်းသူတို့ရဲ့ကိုယ်ပိုင်အိမ်ထဲကလွယ်လို့တခြားဘယ်နေရာမှာအခုလိုဖတ်တာနန်းတာမျိုးလှုပ်လှုပ်ထလုံးဝမရှိပါဘူးဒါကြောင့်မလို့ရဲရချီကောကောက်ချက်ရှာလိုက်တာကတော့ရှုတယောက်ဓာတ်လေကားထဲမှာအခုလိုထူးထူးဆန်းဆန်းပြုတ်မှုခဲ့တဲ့တခုတည်သောရုပ်တိရှိတဲ့အပြောင်းပြချက်ကသူစနီးဟောင်းမှာမကောင်းတဲ့အရာတစ်ခုခုတေချာပေါက်ကြုံတွေ့တော့မယ်ဆိုတော့သူကြိုတိနေလို့ပဲဖြစ်ရပါမယ်ရဲတွေကရှုရဲ့ထွက်ဆိုချက်တွေကိုဆက်လက်စုံစမ်းစစ်ဆေးတဲ့အခါမှာလည်းပို့ပြီးတော့လွဲချော်နေတဲ့ဟာကွက်တစ်ခုရှိနေပါသေးတယ်အဲ့ဒါကတော့အပေါင်းဆိုင်ပိုင်ရှင်ကတကယ်ရှိတာရောသူစီမှာအကျွေးတွေအများကြီးတင်နေတာဟောတကယ်အမှန်ပါဒါပေမဲ့ရဲရရှိက
အဲ့ဒီပိုင်ရှင်ကိုတကယ်တမ်းတွားရောက်စစ်ဆေးမင်းမြန်းကြည့်တဲ့အခါမှာတော့ဟွာတီဆုံးတဲ့ညကသူနဲ့တွေ့ဆုံဖို့ဘာအစီအစဉ်မှမရှိခဲ့ဘူးလို့ညင်းဆိုခဲ့တာပါဒါရင်မကသေးပါဘူးရဲတပ်ဖွဲ့ကဟွာရဲ့ရုပ်အလောင်းကိုရှာတွေ့ခဲ့တဲ့အဝေးပြေးလမ်းမကြီး61ပေါ်က CCTV မှတ်တမ်းတွေကိုပါရရှိခဲ့ပါတယ်အဲ့ဒီကင်မရာတွေကလူတက်မှုဖြစ်တဲ့လမ်းမိုင်းနေရာထိတော့မရောက်ပါဘူးဒါပေမဲ့ည9နာရီခွဲအချိန်သူမနောက်ကိုတခြားကားတစ်စီးလိုက်နေတယ်လို့ဟွာရှုစီကိုဖုန်းဆက်ပြီးပြောတဲ့အချိန်တုန်းကဟွာရဲ့နောက်ကိုထက်ချက်မကွာလိုက်နေတယ်ဆိုတဲ့တခြားဘယ်ကားမှမရှိပါဘူးဟွာအကြောင်းတစ်ခုခုကြောင့်မလို့သူမရဲ့ယောက်ျားဟောင်းကိုလိန်ပြောခဲ့တာလည်းဖြစ်နိုင်ပါတယ်ဒါပေမဲ့ရဲရရှိခေါ်ကတော့ဟွာလိန်ပြောတာထက်ရှုရပဲသူ့ကိုလိန်ညာပြီးတော့သူ့ရဲ့ဇနီးဟောင်းနောက်ကိုကားတစ်စီးလိုက်နေတဲ့ဆိုတဲ့ဇလန်းကိုလောက်ကျန်ဖန်တီးထားတာဖြစ်လိမ့်မယ်လို့ထင်နေပါတယ်ဒီချက်လက်တွေအားလုံးသိရှိရပြီးတဲ့နောက်မှာရဲရရှိခေါ်နဲ့သူ့ရဲ့ဖွဲ့ဟာတိုက်ခန်းဝင်းထဲက CCTV မှတ်တမ်းအားလုံးနောက်တစ်ခေါက်တိတိကျကျပြန်ကြည့်ပါတယ်ဒါရင်မကသေးပဲနဲ့သူတို့ကလူတက်မှုဖြစ်ပွားခဲ့တဲ့ညရှုရဲ့တွာလာလှုပ်ရှားမှုကိုရှေ့ရခံနိုင်ဖို့အတွက်သူ့ရဲ့ဖုန်း GPS မှတ်တမ်းတွေကိုပါရယူစစ်ဆေးခဲ့တာပါဒါပေမဲ့သူတို့ရှာတွေ့ခဲ့လိုက်တဲ့အရာကတော့အမှုတွဲကိုပို့ပြီးတော့ရှုပ်ထွေးသွားစေခဲ့ပါတယ်။ဘာဖြစ်လို့လဲဆိုတော့ဗီဒီယိုမှတ်တမ်းတွေနဲ့ရှုရဲ့ဖုန်း GPS ပြချက်တွေအရာအဲ့ညတညလုံးရှုကသူ့တိုက်ခန်းထဲမှာပဲရှိနေပါတယ်။ဆိုလိုတာကဝါကိုတနတ်နဲ့ပြစ်တက်ခဲ့တဲ့လူကရှုကိုယ်တိုင်ဖြစ်ဖို့လုံးဝမဖြစ်နိုင်တော့ပါဘူး။ဒါပေမဲ့ရဲရရှိကောကတော့ဒါရှုမှာအပြစ်မရှိဘူးလို့ဆိုလိုတာမဟုတ်ဘဲနဲ့ရှုကသူ့ကိုယ်စားလူတက်မှုကျူးလွန်ပေးဖို့အတွက်တခြားလူတစ်ယောက်ကိုငှားရမ်းပေးခဲ့တာများလားဆိုပြီးတော့တွက်ခဲ့ပါတယ်။သူအတိအကျကြီးမသိသေးပေမဲ့ဒီအမှုမှာရှုကတေချာပေါက်ပါဝင်ပတ်သက်လိမ့်မယ်လို့စိတ်ထဲမှာတထစ်ချကိုခံစားနေရတာပါ။ဒါပေမဲ့အဲ့ဒီယူဆချက်မှာအဖြစ်မထွက်သေးတဲ့မိကုံထုတ်စရာတွေအများကြီးရှိနေပါသေးတယ်။ဥပမာပထမဦးဆုံးအနေနဲ့ရှုကဝါကိုဘာကြောင့်တတ်ရတာလဲ။ပြီးတော့ဝါရောဘာကြောင့်စိတ်အေးလက်အေးနဲ့လမ်းဘေးမှာကားရက်ပြီးတော့သူမကိုတတ်မဲ့လူသက်သမားအတွက်ကားမှောင်အောက်ရှပေးထားခဲ့ရတာလဲ။ဒါနဲ့ပဲရဲရရှိကော်လဲဒီအကြောင်းကိုခဏလောက်တည်တည်ချာချာစဉ်းစားကြည့်လိုက်တဲ့အခါမှာစိတ်ကူးတစ်ခုရသွားပါတယ်ဒါကတော့ရှုငှားရမ်းလိုက်တဲ့ကြေးသားလူသက်သမားဟာဟွာအတွက်ဒဇိန်တစ်ယောက်မဟုတ်ဘဲနဲ့ဟွာနဲ့လည်းကောင်းကောင်းသိနေတဲ့လူဖြစ်ပြီးတော့ယုံကြည်ရတဲ့သူတစ်ယောက်ဖြစ်နေလို့များလားလို့လည်းတွေးမိပါတယ်လာနေငယ်ကြပြီးတဲ့နောက်မှာရဲရရှိကောနဲ့သူ့ရဲ့အဖွဲ့ဝင်တစ်ယောက်ဟာနယူးထိုင်ပေမြို့ကအထက်မြင့်အဆောက်အုံတစ်ခုပေါ်မှာရှိတဲ့ရုံးခန်းတစ်ခုထဲမှာထိုင်နေကြပါတယ်သူတို့ကစပွဲတစ်ခုမှထိုင်နေတာဖြစ်ပြီးတော့သူတို့ရဲ့မျက်နှာရှင်းဆိုင်မှာထိုင်နေတဲ့သူကတော့ဒီရုံးခန်းမှာအလုပ်လုပ်တဲ့ဝါရဲ့မောင်အရင်ပဲဖြစ်ပါတယ်ရဲရချီကောနဲ့သူ့အဖွဲ့ဟာဝါကိုတတ်သွားတဲ့သူဟာသူမနဲ့လူချင်းရင်းနှီးတဲ့သူဖြစ်ရမယ်ဆိုတဲ့တွေးဆချက်အတိုင်းပဲအမှုကိုတဲလုံသာဆက်ရှာနေပါတယ်ဒါကြောင့်မလို့သူတို့ကလွန်ခဲ့တဲ့တစ်လလောက်လုံးဝါရဲ့ဖုန်းကွန်ရက်ထဲမှာရှိတဲ့လူတိုင်းကိုစနစ်တကျရှေ့ရခံပြီးတော့လိုက်လံဆင်းမိခဲ့ပါတယ်အခုချိန်ဒီတော့တန်တရားရှိသူအသက်လုံးဝရှာမတွေ့သေးပါဘူးဒါပေမဲ့တော်တော်လေးစိတ်ဝင်စားဖို့ကောင်းတဲ့အချက်တွေကိုတော့သူတို့သိရပါတယ်သူတို့သိရသလောက်ကတော့ဝါအဲ့ဒီအပေါင်းဆိုင်ပန်ရှင်တယောက်တည်းကိုမဟုတ်ဘဲနဲ့ဗန်အမြောက်အများမှာရောတငယ်ချင်းတွေစီမှာရောမိသားစုဝင်တွေအပြင်တရားမဝင်အတိုးပေးတဲ့အဖွဲ့အစည်းတွေမှာပါပတ်စံတွေအများကြီးကြီးလာတာဖြစ်ပါတယ်ဒီမရဲ့အကျွေးမိတွေအားလုံးပေါင်းလိုက်မယ်ဆိုလို့ရှိရင်အမေရိကန်ဒေါ်လာ9သိန်းနီးပါးလောက်ကိုရှိနေတာပါဒီအချက်တွေကိုတီးလိုက်ရတဲ့အခါမှာတော့ဟွာနဲ့သူမရဲ့ယောက်ျားရှုလို့ရဲ့ဆက်ဆံရေးအရှင်နေရပို့ပြီးတော့ရှင်းရှင်းလင်းလင်းပေါ်လာပါတယ်လူတော်တော်များများလည်းပြောပြတာကဟွာနဲ့ရှုလို့ကွာရှင်းထားကြတဲ့အကြောင်းရင်းဟာသူတို့အရှင်သဘောထားမတိုက်ဆိုင်လို့မဟုတ်ပါဘူး။ဟိုမှာကျွေးတွေအများကြီးရှိနေတာအကြောင်းမလို့ဖြစ်ပြီးတော့ရှုဟာသူ့ရဲ့ငွေကြေးပိုင်းဆိုင်ရာကိုသူမနဲ့တိတခွဲထုတ်ထားခြင်းတာအကြောင်းမလို့ဖြစ်ပါတယ်။ဒါကြောင့်မလို့လူအများရဲ့ပြပြချက်အရာဒီဇနီးမောင်နှံဟာကွာရှင်းထားကြတယ်ဆိုပေမဲ့တကယ်တမ်းတော့တယောက်နဲ့တယောက်ရှင်းနေကြတော့ဖြစ်ပြီးတော့သူတို့သားသမီးတွေပေါ်မှာသူတို့အရှင်းပေါ်မှာပါသစ္စာရှိရှင်းနေကြတော့မှာပြောရရင်တော့သူတို့ကအစာရွက်ပေါ်မှာပဲကွာရှင်းထားကြတာပါ။ဒီအချက်လက်အရာရဲရရှိခေါ်နဲ့သူ့ရဲ့အဖွဲ့ကိုတကယ်ကိုလမ်းပြောက်သွားသေးခဲ့ပါတယ်။ဘာဖြစ်လို့လဲဆိုတော့အစားဟိုင်းမှာရှုကအရန်တန်တရားဖြစ်เสียကောင်းနေပေမဲ့ခေါ်ရဲလက်ထဲမှာသူ့ကိုခိုင်လုံးနဲ့အပြစ်ပေးဖို့ခိုင်လုံးနဲ့တက်တဲ့အထောက်ထားလုံးဝမရှိပါဘူး။အခုဆိုရင်တော့ရှုစီမှာဝါတက်เสียအကြောင်းရင်းအောင်မှာမရှိတော့တဲ့ပုံစံဖြစ်သွားပါတယ်။ဒါကြောင့်မလို့အခုဝါရဲ့မောင်နဲ့မျက်နှာရှင်းဆိုင်ပြီးတော့ရုံငန်းထဲမှာထိုင်နေတဲ့အချိန်မှာတော့ရောရရှိကောအနေနဲ့အမှုအတွက်တဲလွန်စာအတစ်တစ်ခုခုပေါ်ထွက်လာဖို့ပဲမျှော်လင့်နေပါတယ်။ခေါနဲ့သူ့ရဲ့တပ်ဖွဲ့ဟာဟွာရဲ့မောင်
သူမရဲ့အကြောင်းနေအိမ်တော်ကြီးအကြောင်းနဲ့အမှုနဲ့ပတ်သက်နိုင်မဲ့သူအကြောင်းတွေကိုသူသိထားသမျှအစဆုံးပြောပြပြီးဖို့တောင်းဆိုခဲ့ပါတယ်။ဝါရဲ့မောင်ကလည်းခေါင်းညှိပြပြီးတော့စပြောတယ်။ဒါမဲ့သိမကြခင်မှာပဲသူပြောနေတဲ့အကြောင်းအရာတွေကရဲရရှိကော်တို့သိပြီးသားအကြောင်းအရာတွေနဲ့တက်တူနီးပါဖြစ်နေတာကိုသိလိုက်ရပါတယ်။ဆိုလိုတာကတော့သတင်းရှက်လက်အစ်စ်လုံးဝမဟုတ်ပဲနဲ့သူတို့စုံစမ်းသိရှိပြီးသားတွေပါ။ဒါကြောင့်မလို့ဝါရဲ့မောင်ကဒီလိုနဲ့စကားတွေစက်တိုက်ပြောနေတော့မှရဲရရှိကောအစိမ့်ဝင်စားတော့ပဲနဲ့ရုံငန်းတစ်ခုလုံးဟိုရီတီရှောက်ကြည့်ပါတယ်အဲ့လိုကြည့်နေနေပဲနောက်ဆုံးမှဂေါ်ရဲ့အကြည့်တွေကဝါရဲ့မောင်နောက်မှရှိတဲ့စာအုပ်စင်တစ်ခုရောက်သွားပါတယ်အဲ့ဒီစာအုပ်စင်ကစာအုပ်နှုတ်ကြားထဲကနေအပြင်ုံထွက်နေတဲ့စာရွက်တစ်ရွက်ကိုသူတတိထားမိလိုက်ပါတယ်အခုအချိန်နေမှာဂေါ်အနေနဲ့အဲ့ဒီစာရွက်အစိတ်ပိုင်းနည်းနည်းလေးကိုပဲလှမ်းမြင်ရတာပါအဲ့ဒီပုံမှာရေးထားတဲ့လက်ရေးတွေကတော့သူတနေရာမှာမြင်မှုစလို့အကျွမ်းတဝင်ရှိနေပါတယ်ဒါကြောင့်ပဲသူကစကားမပြောတော့ပဲနဲ့ဝါရဲ့မောင်စကားတွေစက်တိုက်ပြောနေတော့မှပဲခေါင်းကနေထားရက်ပြီးတော့စာအုပ်စင်နာကိုတွားပြီးတော့အဲ့ဒီစာရွက်ကိုယူလိုက်ပါတယ်အဲ့ဒီစာရွက်ကိုဖြန့်ကြည့်လိုက်တဲ့အချိန်မှာတင်ဂေါ်ရဲ့ရင်ပတ်တစ်ခုလုံးတဒိန်းဒိန်းနဲ့ခုန်လာပါတယ်ဘာဖြစ်လို့လဲဆိုတော့အခုသူ့လက်ထဲကစာရွက်ပေါ်ကလက်ရေးကအခင်းဖြစ်ပွားတဲ့နေရာကကာတကားခွက်ထဲမှာရလိုက်တဲ့စာရွက်အပိုင်းအစလေးတွေပေါ်ကလက်ရေးတွေနဲ့ထပ်တူတထပ်ထဲဖြစ်နေလို့ပါပဲဒါကဘလုံးမငင်းမရအောင်အဲ့ဒီလက်ရည်အစ်စ်ပါပဲဒါလည်းမကသေးပါဘူးအဲ့ဒီစာရွက်အသေးလေးပေါ်မှာပါတဲ့စလုံးအပိုင်အစတွေနဲ့ကဏန်းတွေကဒီစာရွက်အပြည့်ပေါ်မှာစလုံးအခရာမလွဲ့အတိအကျရှိနေတာပါပြောရရင်တော့ကားထဲမှာရှိနေတော့အပိုင်းပိုင်းဆုတ်ဖြဲခံလိုက်ရတဲ့စာရွက်ရဲ့မိတူအပြည့်စုံသူအခုမျက်စိရှိမှကြည့်နေရတာပါအရင်တော့သူ့စီမှာအပိုင်းအစ၄ခုပဲရှိနေတာဖြစ်ပြီးတော့အခုတော့အဲ့ဒီစာရွက်တစ်ခုလုံးရဲ့မူရင်းပုံစံအပြည့်ကိုသူရရှိခဲ့ပါပြီ။ခေါ်ကအဲ့ဒီစာရွက်ပေါ်ကအကြောင်းအရာတွေကိုစဆုံးဖတ်ကြည့်လိုက်တဲ့အခါမှာတော့အမှုရဲ့လျှို့ဝှက်ချက်အားလုံးကချက်ချင်းအဖြေပေါ်သွားပါတယ်။အစတော့ကားထဲမှာရှာတွေ့ခဲ့တဲ့စာရွက်စတွေအခုဒီစာရွက်အပြည့်စုံပေါ်မှာအစီအီပါတဲ့စာတွေကတကယ်တော့တခြားမဟုတ်ပါဘူး။လမ်းနဲ့မယ်တဲ့ဒိတ်စာတွေကိုရေးထားတဲ့မြေပုံလမ်းညွန်တစ်ခုပဲဖြစ်ပါတယ်။ပြီးတော့အဲ့ဒီလမ်းညွန်ချက်တွေအတိုင်းသွားမယ်ဆိုလို့ရှိရင်ဝါတက်ခံရတဲ့အဝေးပြေးလမ်းမကြီးနေရာကိုတန်တန်မတ်မတ်ရောက်သွားမှာဖြစ်ပါတယ်ဒီလိုရှာဖွေပြီးတဲ့နောက်မှာတော့ရဲတပ်ဖွဲ့ဟာဝါရဲ့အမှုမှာဘာတွေဖြစ်ပျက်ခဲ့လဲပြီးတော့သူမကိုတက်ဖို့နောက်ကိုရမဟာဗျူဟာမြောက်ကျိုးကန်ခဲ့တဲ့ညံကြီးရှင်ဘယ်သူလဲဆိုတော့ဖော်ထုတ်နိုင်ခဲ့ပါတယ်ဒါပေမဲ့အံ့ဩစရာကောင်းတာကအဲ့ဒီစာရွက်ကိုဝါရဲ့မောင်ရုံငန်းထဲမှာရှာတွေ့ခဲ့တာဖြစ်ပေမဲ့လည်းဒီအမှုကိုကြိုးကင်သူကတော့သူမဟုတ်ပါဘူးဟုတ်ပါတယ်ဝါရဲ့လူတက်မှုဇက်လန်းကဘယ်သူမှမမျော်လင့်ထားလောက်အောင်ကိုပို့ပြီးတော့မှောင်မိုက်လွန်းသလိုပို့ပြီးတော့လည်းရင်နာစရာကောင်းပါတယ်ဒီအရာတွေအားလုံးဟာဝါမသိခင်တလလောက်အလိုတွေကစပြီးတော့ဖြစ်နေတာပါအဲ့ဒီချိန်တုန်းကဝါကိုတည်စီခြင်းတဲ့လူ၃ယောက်ဟာလျှို့ဝှက်တွေ့ဆုံခဲ့ကြပါတယ်အဲ့ဒီလူ၃ယောက်ကတော့ဝါရဲ့မောင်ဝါရဲ့ယောက်ျားဟောင်းရှုံနဲ့ပြီးတော့ဒီအမှုကိုနောက်ွယ်ကကျူးကင်တဲ့သူအစစ်အမှန်တော့ပဲဖြစ်ပါတယ်သူတို့၃ယောက်စုံပြီးခဲ့တဲ့ခါမှာတော့စနေတကျကွက်ချပြီးတော့စီဇန်တစ်ခုကိုစတင်ရေးဆွဲပါတယ်အဲ့ဒီမှာသူတို့အားလုံးသဘောတူညီပြီးဆုံးဖြတ်ခဲ့တာကတော့သူတို့ရဲ့ဘသူမှလက်ဖျားနေတာမထီပဲနဲ့ဝါကိုတက်ရှင်ကြတာမလို့ကြေးသားလူတက်သမားတယောက်ကိုငှားရမ်းဖို့ပဲဖြစ်ပါတယ်သူတို့ကကြေးသားလူတက်သမားရပြီဆိုတာနဲ့ဝါကိုလူသူရှင်းတဲ့နေရာတစ်ခုဖြစ်တဲ့ဝေးပြေးလမ်းမကြီးရဲ့ဘေးမှာတနက်နဲ့ပြစ်ဖို့သဘောတူလိုက်ပါတယ်ပြီးတော့ဒီကိစ္စကိုအကောင့်ထဲဖော်မိတ်ရက်ကိုလည်းသူတို့အတွက်အဆင်ပြေမဲ့ရက်ပြီးတော့အဲ့ဒီလမ်းပိုင်းမှာလည်းလူသူကင်းနေမဲ့အရှိန်ပြီးတော့ CCTV ကင်မရာနဲ့လည်းလွတ်တဲ့လမ်းမီးလဲတိတ်မလင်းတဲ့နေရာမျိုးတိတိကျကျရွေးချယ်ပါတယ်ဒါကြောင့်မလို့ဟွာတက်ခံရတဲ့ညမှာသူမရဲ့ယောက်ျားဟောင်းရှုဟာတိုက်ခန်းရဲ့ဓာတ်လေကန်ထဲမှာသူမနဲ့အတူလိုက်စီးလာပြီးတော့အခုလိုလူမြင်ကွင်းမှာတင်းတင်းကြပ်ကြပ်ဖလဲတကယ်နန်းရှုပ်ခဲ့တာဖြစ်ပါတယ်ဘာဖြစ်လို့လဲဆိုတော့ဟွာတယောက်ဘာဖြစ်တော့မလဲဆိုတော့သူကြိုသိနေလို့ပဲဖြစ်ပါတယ်ပြောရရင်တော့ရှုဟာဟွာကိုနောက်ဆုံးအနေနဲ့နှုတ်ဆက်တာပါဟွာတိုက်ခန်းကနေထွက်သွားပြီးတဲ့နောက်မှာတော့ရှုဟာဝါရဲ့မောင်စီကိုချက်ချင်းအကြောင်းကြားရတယ်ဝါရဲ့မောင်ကနေတဆင့်ကြေးစားလူသက်သမားစီကိုဖုန်းဆက်တယ်အဲဒီနောက်မှာတော့ကြေးစားလူသက်သမားဝါရဲ့မောင်ကိုယ်တိုင်လက်ရည်နဲ့ရေးပေးထားတဲ့မြေပုံလမ်းညွှန်ချက်အတိုင်းလိုက်သွားတယ်ခဏကြာမှလူသက်သမားကဟွာမောင်းလာတဲ့မိခိုးရောင်စီရင်ကားလေးကသူ့ကားရဲ့ဘေးကနေဖြတ်မောင်းသွားပြီးတော့လမ်းဘေးမှာရက်လိုက်တာမြင်လိုက်ရတယ်အဲဒီအချိန်မှာကြေးသားလူသက်သမားသူ့ရဲ့ကားပေါ်ကနေဆင်းသွားပြီးတော့ဝါရဲ့ကားဘေးကနေဝါရဲ့ကားနဲ့အထိလမ်းလျှောက်သွားခဲ့တယ်
ဟွာလေကားမှန်ကိုအောက်ချထားတာဆိုတော့အဲ့ကားမှန်အဲ့တကားကနေတဆင့်ဟွာကိုပြစ်တက်လိုက်ပါတယ်တကယ်တော့ဟွာကိုတေးစေခြင်းလို့သူမရဲ့ယောက်ျားဟောင်းပြီးတော့သူမရဲ့မောင်ဖြစ်သူတို့နဲ့လျှို့ဝှက်တွေ့ဆုံခဲ့တဲ့တတိယမြောက်လူဟာဟွာကိုတတ်ဖို့အစအဆုံးစီမံကိုကဲခဲ့တဲ့ကျိုးကင်တို့အစစ်မှန်တခြားသူမဟုတ်ပါဘူးဟွာကိုယ်တိုင်ပဲဖြစ်ပါတယ်ဟွာသူမကိုသူမအသက်အာမခံခြင်းအကြီးစားတစ်ခုထားခဲ့တယ်အဲ့ဒီအာမခံရမယ့်ရုပ်ချင်းငွေတွေကသူမရဲ့အကျွေးတွေအားလုံးစနိုင်မဲ့အပြင်သူမမိသားစုအတွက်ပါငွေအမြောက်အများပူရှန်ကြံရစ်စေခဲ့မဲ့ပမာဏမျိုးဖြစ်ပါတယ်သူမမိသားစုဝင်တွေကိုပို့ပြီးတော့ကောင်းမွန်တဲ့ဘဝတစ်ခုကိုထားခဲ့ပေးခြင်းနဲ့ဆန္ဒနဲ့မိမိကိုယ်ကိုစနစ်တကျဆွလွန်အနစ်နာခံပြီးတော့ဒီလူသက်မှုဇလံကိုကိုယ်တိုင်ဖန်တီးခဲ့တာပဲဖြစ်ပါတယ်အာမခံငွေတွေကနေဝေစုပေးမယ်ဆိုပြီးတော့သူမရဲ့ယောက်ျားနဲ့မောင်ဖြစ်သူတို့ကိုပါစီးရုံနိုင်ခဲ့တာပါဒါပေမဲ့စိတ်မကောင်းစရာနဲ့ပဲသူမရဲ့စီမံကိန်းရာထင်တယ်လို့ဖြစ်မလာခဲ့ပါဘူးဒီမှုဟာပေါ်ကျင်တော့ဟွာလည်းအဲ့ဒီမြေပုံလမ်းညွန်စာရွက်ကိုမိတ္တူဆွဲပြီးတော့ယူလာခဲ့ပြီးတော့တတ်မှတ်ထားတဲ့နေရာကိုရောက်တော့ပိုင်းပိုင်းစုပ်ဖြဲပြီးတော့အပြင်ကိုလွှင့်ပစ်တယ်ခြေစားလူသက်သမားကလည်းဝါရက်လာတာနဲ့ကားပေါ်ကဆင်းဟွာရဲ့ကားဘေးနားအထိအေးစစ်စစ်လမ်းလျှောက်သွားပြီးတော့ဘာယုံရင်းစံကမှုမှမဖြစ်ပဲနဲ့လွယ်တကူပြစ်တက်နိုင်ခဲ့တာပါဒါကြောင့်မလို့လေသူမကကားမှန်ကိုအောက်ရှပြီးတော့ငြင်ငြင်လေးစောင့်နေခဲ့တာပေါ့အမှုဟာပေါ်ကျင်တော့သူပြစ်လိုက်တဲ့စာရွက်ကအပိုင်း၄ပိုင်းရာကားထဲကိုပြောင်းဝင်လာတာနေပြီးတော့ဒီအမှုကြီးတစ်ခုလုံးပေါ်သွားခဲ့တာပါဒါကြောင့်မလို့ရဲတပ်ဖွဲ့ကဝါရဲ့တေဆုံမှုကိုလူတက်မှုလို့မတတ်မှတ်ဘဲနဲ့ကိုအဆုံးစီရင်မှုအဖြစ်နဲ့ပဲအမှုပိတ်လိုက်တာကြောင့်မလို့အသက်အာမခံကုမ္ပဏီကသူမရဲ့မိသားစုကိုယုံကြည်ငွေတပြားမှမပေးခဲ့ပါဘူးဝါရဲ့ယောက်ျားဟောင်းဖြစ်တဲ့ရှူနဲ့သူမရဲ့မောင်ပြီးတော့ကျေးသားလူသက်သမားတို့၃ယောက်စလုံးကလည်းအာမခံလိမ့်လည်မှုတည်တောင်းကြံစီမှုကိုအားပေးကုညီမှုအပါဝင်ပြစ်မှုမြောင်များစွာနဲ့တရားစွဲဆိုခြင်းခံခဲ့ရပါတယ်ရှုနဲ့ဝါရဲ့မောင်လည်းထောင်နဲ့6နှစ်ခွဲကနေ9နှစ်အထိအတီးတီးကြခံခဲ့ရပါတယ်အမိုက်လေးလေးစားနေပြီးတော့အမှုတစ်ခုလုံးဖော်ထုတ်နိုင်ခဲ့တာဖြစ်တော့အမိုက်ကနေပြတ်သက်မီလောင်ဆိုတဲ့ဇာတ်ကားလေးကိုတော့တတိယသွားပါတယ်ဟုတ်ကဲ့ပါဒီနေ့ဇလန်းလေးကတော့ဒီလောက်ပါပဲနောက်ဗီဒီယိုတွေမှာပြန်တွေ့ကြပါမယ်အားလုံးပဲကျေးဇူးအများကြီးတင်ပါတယ်